တိုင်းဌာနီမြစီရီသမိုင်းနေကြီးဖြာရည်တိုင်းမော်လမြိုင်နဂရမုနုဒေသအင်းမြေမဟီသာသနာထုံးညီအပိပူဇာထုံးဂုရုမဟာဝေပံစင်မြန်ပူဇော်သည်မြမပြည်တွမ်းမှာရှင်ကတိုင်းမရှိပေအပိပူဇာရထီရာကုနာဟာသူတို့ညီကောင်းမှုစုံညီပေါင်းစုဝေစီကြောင်းမြစေဂုံအလီလီတင်ထူသည်ပရိယပရိပတ်စုံသောရာမညတိုင်းမှာအမြူမာသာတွေ့သာသနာရေးသရာကြီးဂုရုမြခြေစရာတော်ရှင်ရှာပေသည်စာချစာတင်နံဓမ္မသံအသင်စံမိသည်ဒုက္ခမနွယ်ဝီထီရှိကုန်တရင်သုံးပေသည်သာသနာစီကြီးမြစီကြောင်းဝီဟာနောင်ဒီဘာတိုင်းခိုင်မြဲနိုင်သည်ရာတီလွမ်းကပါရမီစွမ်းပူဇော်ရပါသည်ညာတကာစေဝမ်းမှာကာရဝပိလွမ်းကသာသနာတည်တံပူဇော်ရပါသည်မြမပြည်တွမ်းမှာတပီတပန်းတို့ခမ်းနားထေဝပူဇော်ရပါသည်နရဝဘုံအလီတန်တရာဘုံအတွင်းကလူကင်းမြောက်ပါစေဝိမလမဟာထေရှင်ဘုရုမဟာဂုံဤအလင်းပြလူရှင်ပြလေသနာဝိဖြာလေသည်ဂုရုမဟာဝေရောမြာနိအပိဒသပါဠိပါရဂုသဗုတွင်မောဂောတွင်စေပြီမြင်ပြီးတဝမ်းမှာတရားကြည်လွမ်းကပါရမီစွမ်းပူဇော်ရပါသည်ညာတကာစေဝမ်းမှာကာရဝဖိလွမ်းကသာသနာထိတ်တံပူဇော်ရပါသည်မြမပြည်တဝမ်းမှာတပီတပန်းတို့ခမ်းနားထေဝပူဇော်ရပါသည်တိုင်းမြဲမြည်တစ်ခွင်လုံးထစ်ချုံပီတီနှလုံးရွှင်ပြုံးဝေစီမြာတပိတန်ကစကြီးဟာရှိသမျှနရဝဘုံအလီတန်တရာဘုံအတွင်းကလူကင်းမြောက်ပါစေဝိမလမဟာထေရှင်ဂုရုမဟာဂုံဤအလင်းပြလူရှင်ပြဒေသနာဝိဖြာလေသည်ဂုရုမဟာဝေရောမြာနိအပိရစပါဠိပါရဂုသဗုတွင်မောဂော